တခါတော့ကရွာလေးတစ်ရွာမှာမဟောတတာဆိုတဲ့ကလေးတစ်ယောက်ရှိတယ်။သူကအယမ်းညံကောင်းပြီးစဉ်းစားတတ်တယ်။ဒီနေ့မှာရွာသားတွေမဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုဖြစ်လာတယ်။လူနှစ်ယောက်ကလေးတစ်ယောက်ကိုငါကလေးပါလို့အငင်းကွာနေကြတယ်။ရွာသားတွေမသိတော့လို့မဟောတတာကိုခေါ်လိုက်ကြတယ်။ မဟောတတာကနီလန်းတစ်ခုစဉ်းစားလိုက်တယ်။ကလေးကိုအလဲမှာထားပြီးနှစ်ယောက်လုံးဆွဲကြည့်ပါ။ဘသူကပူချစ်လဲသိနိုင်မယ်လို့ပြောတယ်။လူနှစ်ယောက်လုံးဆွဲမယ်ဆိုတော့တစ်ယောက်ကရွတ်တရက်မဆွဲတော့ဘူး။ကလေးနာမယ်ဆိုရင်မလူချင်ဘူးလို့ပြောတယ်။မဟောတတာကပြုံပြီးဒီလူကတကယ်မိခင်ပါလို့ပြောလိုက်တယ်။ အားလုံးအံ့ဩသွားကြတယ်။မဟောတတာကပြောတယ်။တကယ်မိခင်ဆိုတာကလေးကိုရမ်းချစ်လို့နားမဲဆိုရင်မလုပ်ဘူးလို့ပါ။အဲ့ဒီနေ့ကစပြီးလူတွေကမဟောတတာကိုရမ်းယုံကြည်လာကြတယ်။နောက်ပိုင်းမှာသူဟာဘီရင်ကြီးအတွက်အကြံပေးဖြစ်လာပြီးနိုင်ငံကိုကူညီပေးခဲ့တယ်